အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အစားအသောက်နဲ့ပတ်သက်ပြီးစကားလေးနည်းနည်းပြောချင်ပါတယ်ဒီနေ့ခေတ်မှာပေါ့နော်လူတော်များများဝိတ်တက်တာများကြပါတယ်ကျွန်တော်တို့ဒီဝိတ်တက်တာကိုဖြည့်ရှင်းနေရတဲ့ကိစ္စတွေတော်တော်များများရှိပါတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းလေ့ကျင့်ခန်းလုပ်ပြီးဝိတ်ချတာမျိုးရှိတယ်တချို့ဆိုလို့ရှိရင်လည်းစားတော့နဲ့ဝိတ်ချတာမျိုးရှိပါတယ်တကယ်တမ်းကျွန်တော်တို့ရင်ဦးဆုံးဝိတ်ချတဲ့ဘက်ကိုရင်မသွားပါနဲ့နော်ကျွန်တော်ဒီနေ့အစားတော့နဲ့ပတ်သက်ပြီးကျွန်တော်တတိလေးပေးပြရစီဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်ဒီနေ့ခေတ်စားတော့တွေအားလုံးနဲ့ပါနော် organic လုံးဝစက်တော့ပါဘူးဓာတုဗေဒစေဝါတွေနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်စားတဲ့အစားအစာတိုင်းကြီးကျွန်တော်တို့ organic မစစ်ပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တာကစားတော့ကိုတည်တည်ချာချာစီရင်နေတဲ့ဒီတစ်ဆိုင်စားပြီးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကျန်းမာရေးကိုလုံးဝထောက်ပြီးပြုပါတယ်နော်အစားတော့ကြောင့်ပဲကျွန်တော်တို့ကျန်းမာရေးမကောင်းတဲ့လူတော်တော်များရှိနေတယ်ကျွန်တော်တော့ဆရာဝန်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကဂျင်ထွေးတာဖြစ်တဲ့အတွက်ဒီစားတော့ပိုင်းကိုကျွန်တော်လည်းလေ့လာတော့ပေါ့နော်သိရှိပြီးတော့ညပေးတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်စားတော့ကိုပေါ့နော်ဒီနေ့ခေတ်အစားတော့ကိုယူဆိုင်နဲ့ဒီချာစီကန်ရှိစားပေးမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးလုံးဝစိုးရိမ်မို့တော့ပါလုံးဝကောင်းကောင်းလေးကိုဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကစားတော့ကိုလုံးဝသိချာကျူးဒီဇိုင်းစားပေးပါတက်နိုင်ဆုံးအချိုလေးအစီလေးအများကြီးကိုရှော့စားပေးပါဖြတ်စားပါလို့တော့ကျွန်တော်ပြောလို့ပါဘူးတက်နိုင်ဆုံးရှော့စားပေးပါနော်ကျွန်တော်တို့ဘာကြောင့်ကျန်းမာရေးမကောင်းလဲဒီအစီအချိုလေးအများကြီးကကျွန်တော်တို့ကကိုယ်လေးအစီပမာဏကိုရင်းတက်စေပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ဘာသာလေးများမယ်ဒီစားတော့ကြောင့်ကိုယ်ရဆောတွေတက်တာများပါတယ်ဒါမစင်နေတဲ့သူတွေပြောပြမယ်ဆိုလို့ရှိရင်နော်လုံးဝဝါပြီးလေအစီကိုယ်ဖြစ်လို့ကျွန်တော်တို့ကဒီကျမ်းမာရေးမကောင်းလို့စီကံကိုတော့ပြတဲ့အခါမှာဆရာဝန်ရပြောရတယ်ဝီရှောဆိုတာကဘယ်လိုပဲဖြစ်ဖြစ်တက်နိုင်တဲ့ကျမ်းမာရေးကောင်းကိုဝီရှောခိုင်းဖြစ်ပါတယ်ဒါကြောင့်လည်းအစားတော့ကိုစီရင်စားပေးဖို့လိုအပ်ပါတယ်စီရင်စားဖို့လိုအပ်တဲ့ပြင်လေ့ကျင့်ခန်းလေးကိုပုံမှန်လုပ်ပေးဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်အကြံဉာဏ်လေးပြပြတယ်အားလုံးကိုကျေးဇူးတင်ပါ